ကဲစကားတခွန်အကျွေးရှိလို့စကားတခွန်အကျွေးဆက်မယ်ဒီစကားကိုပြောဖို့စဉ်းစားပြီးတော့ထားရတာတော့ကြာပြီဒါပေမဲ့အခါအခွင့်မတင်သေးလို့မပြောဘဲနဲ့နေတာပေါက်ကိုတော့ပြောမယ်ကျွန်တော်ဘာသာရေးနဲ့ပတ်သက်လို့လည်းကျွန်တော်တိုက်ခိုက်တာမျိုးမရှိဘူးဖုန်းကြီးဟန်းနေတယ်ပုတ်ခတ်တာမျိုးကျွန်တော်မရှိဘူးဒါပေမဲ့ပေါက်ကိုတော့ဆိုတာကဘာဝင့်နီးမှမရှိတဲ့ပါစီကကြာနေတဲ့ဖုန်းကြီးကိုတော့တပါသူပြောသွားတာကကျွန်တော်တို့အမေစုဟာတဲ့လူချစ်စိတ်တာမရှိဘူးတဲ့အနိုင်ငံတကာကိုသွားတာသူမြန်မာလိုမပြောဘူးပေါ့နော်အင်္ဂလိပ်လိုပြောတယ်တဲ့သူဘောမနေတဲ့သူ့ဘာတက်ချုပ်ကြတော့မရောက်လိုက်ကြတော့နိုင်ငံခြားသွားလို့ရှိရင်မြန်မာလိုပြောတယ်တဲ့ဒါမျိုးချစ်စိတ်တာရှိတယ်ပေါ့နော်တကယ်တော့ပေါက်ဖို့တော့စာမတတ်ပေမတတ်ဘာမှမတတ်တဲ့ကောင်မို့လို့ဘာမှပြောမတတ်ပဲနဲ့မြန်မာလိုတော့မှစာအုပ်ကြည့်ပြီးပြောရတာနော်ဇာညုံရေးသမားရေးပေးထားတယ်ဒီလိုရေးထားတာကိုဒါကိုဖတ်ဆိုမှကြည့်ဖတ်တယ်လူမျိုးဗျနော်ကိုတော့ဟာလားကျွန်တော်တို့အမေစုကနိုင်ငံတကာကိုသွားကြိုက်တယ်လို့လားကြိုက်တဲ့စကားနဲ့ကြိုက်တယ်လို့ပြောနိုင်တယ်မြန်မာစကားလည်းပြောနိုင်တယ်အင်္ဂလိပ်စကားလည်းပြောနိုင်တယ် international နော်နိုင်ငံတကာစုဝေးသွားတဲ့အခါနိုင်ငံတကာလူကြီးသူကောင်းတွေနဲ့တွေ့ဆုံဆွေးနွေးတဲ့အခါဒီလိုအခမ်းအနားပွဲတက်ရောက်တဲ့အခါမှာဆိုလို့ရှိရင် international ဖြစ်တဲ့အတွက်နိုင်ငံတကာစကားဖြစ်တဲ့ဒီအင်္ဂလိပ်စကားကိုပဲသုံးရတာပဲဘယ်နိုင်ငံကဝန်ကြီးချုပ်ပဲလားဘယ်နိုင်ငံကသမ္မတပဲလားဘယ်နိုင်ငံကဘာပုဂ္ဂိုလ်ပဲလားတွေ့ဆုံတဲ့နေရာမှာအားလုံးကကမ္ဘာအသုံးဖြစ်တဲ့အင်္ဂလိပ်စကားပဲပြောကြတာပဲနော်ကိုတော့ဘောမနေတဲ့မင်းအောင်လိုင်ကဘာမှမတတ်တော့ဘာမှမပြောမတတ်တာပြောမတတ်တဲ့လူကမျိုးချစ်စိတ်ရှိတယ်ဆိုတော့ကိုတော့သိလိုက်တော့နော်တင်ကန်းလဲချုံနေတော့ ਨੇ ကိုဆိုရတဲ့ဗဒီနဲ့ကျိုးချပြီးတော့သိလိုက်တော့ရှင်းလားနောက်တစ်ခုပြောအောင်မယ်ကမင်းအောင်လိုင်ကမျိုးချစ်တယ်ပေါ့ကိုတော့ဘောမနေတဲ့ဘောမကြီးကတကယ်မျိုးချစ်တဲ့ဟိတ်ဆိုလို့ရှိရင်ဟုတ်ပြီမြန်မာစကားပြောလို့မျိုးချစ်တယ်မြန်မာအကုံဆောင်တယ်ဆိုရင်မြန်မာမင်းတွေရဲ့အရှိခေတ်ဆက်မြန်မာလူမျိုးတွေအကြောင်းပြောမယ်ခေါင်းမှလည်းရောင်မရှိဘူးမရောက်လိုက်မှာနော်နားမှလည်းတောင်းမရှိဘူးနော်ပေါင်မှလည်းထိုးခွင်းမရှိဘူးနော်ကဲတယ်လို့မြန်မာစကားပြောတဲ့ဆိုမြန်မာအကုံဆောင်နိုင်မဲ့ပုံကူမျိုးရှိလားသူရဲ့ကောင်းတယ်မရောက်လိုက်မှာရှိလားမရှိဘူးကဲမရှိသူထားလိုက်ရောအခုသွားတဲ့နိုင်ငံတကာကိုကြက်တီခေါင်းပေါင်းလဲဆောင်းမသွားဘူးတိုက်ဖို့အင်ဂျီလည်းမွေးဘူးနော်ဟောလို့ပစိုးလို့ခေါ်တဲ့လုံကြီးလည်းမဟုတ်ဘူးဘာလဲအနောက်တိုင်းကဝတ်စုံတွေပဲဝတ်တာပဲလေဒါကြကြည့်ပါဦးကျွန်တော်တို့အမေစုကြိုက်တဲ့နိုင်ငံကိုသွားဘယ်နိုင်ငံကိုပဲသွားကဘာပတ်ခဲ့တဲ့ချိန်ကာလတော့ကျွန်တော်တို့အမေစုမြန်မာရင်မုံအင်ကြီးနဲ့မြန်မာထမိတ်မြန်မာတနခါကိုလိမ့်တော့ပန့်လိုက်သေးတယ်ကျွန်တော်တို့အမေကနော်ခေါင်းကုံမော့ရင်ကိုကော့ပြီးတော့ကဘာခေါင်းဆောင်ဘိုင်းနေနဲ့ရင်ပေါင်တန်းပြီးတော့ယောက်ျားတွေနဲ့ရင်ပေါင်တန်းပြီးတော့ကိုဆွေးနွေးပွဲတွေကိုလာခဲ့တာတွေ့လာခဲ့တာတွားလာခဲ့တာနော်မြန်မာစာအုပ်တော်မှသူများကဇာညုံရေးပေးလိုက်လို့ဖတ်ရတဲ့လူမျိုးမဟုတ်ဘူးကျွန်တော်တို့အမေစုကအဲ့ဒီလူမျိုးကောင်းချင်းငါးပြားနဲ့ပြည့်စုံတဲ့ကျွန်တော်တို့အမေကိုခင်ဗျာစော်ကားတယ်အခုသွားပြန်ပြီဘီလာတို့ကိုနော်လင်ရောမရအောင်ဝတ်သွားသလားတိုက်ဖို့အင်ကြီးဆောင်းသွားသလားကြက်တီကောင်းပေါင်းဝတ်သွားသလားပစိုးစီးသွားသလားဂရီပါဖနာမျိုးချစ်တယ်ဆိုမြန်မာလိုတော့ပြောပြီးမြန်မာဝတ်ဆောင်ဘာလို့မိုးလဲပေါက်ကိုတော့ကန်းနေတာနော်အခု PDF တွေအခုဖမ်းမိထားတဲ့စစ်တုပ်ပန်းတွေအများကြီးတကယ်တိုက်ရဲတယ်တကယ်လှုပ်ရဲတယ်ဆိုကိုတိုင်ခြေတန်းတက်လိုက်ကိုတက်ထဲမှာရှိနေတဲ့အဲ့ဒီစစ်သားအဟောင်းတွေလည်းပဲတိုက်ဘာဖြစ်လို့အပြစ်မရှိတဲ့ပြည်သူတွေကိုစစ်မှုတွေအတင်းထမ်းခိုင်းပြီးတော့ဝင်တိုက်ခိုင်းနေတာလဲယောက်ျားဖြစ်တတ်တိမရှိဘဲနဲ့သဘောတရေဘောကြောင်တဲ့အကောင်ကြီးကိုတွားတော့ဘောမနေပြီးတော့မှမျိုးချစ်စိတ်ဓာတ်ရှိတယ်လို့ပြောတယ်ရီတောင်ကြီးစင်တရားကြီးအခုသူ့သားတရုတ်ကတင်သွင်းတဲ့ EV ကားတွေအခုရောင်းဝယ်မှုနှိပ်ကြနေဝယ်မဲ့သူချမ်းမဲ့သူမရှိလို့ကုမ္ပဏီကပိတ်ရမှန်နေထားတော့ဖြစ်ပြီးတော့နော်ရန်ကျွေးတော့မှဘီလီယံများစွာအကျွေးတင်နေတယ်ဒါတွေဘယ်လိုလုပ်မလဲဘယ်ကနေသူခိုးမလဲဒီပြည်သူတွေပဲနှိပ်ဆက်ပြီးတော့သူတို့ယူမှာပဲစစ်ထဲမလိုက်မနေရတယ်မလိုက်တဲ့လူဆိုလို့ရှိရင်ဓာငွေဘလောက်တဲ့ခွေးတကောင်ဘလောက်တဲ့ကုပမာဒီမှာဓာငွေရိုက်နေတာဒါမျိုးချစ်စိတ်ရှိတာလားမျိုးချစ်စိတ်ရှိတဲ့လူမြန်မာစကားသူများနိုင်ငံမှာသွားပြောဘာမှမတတ်လို့ဘာမှပြောမတတ်လို့အဲ့မြန်မာစကားတော်မှလဲဝထိုင်ကန်းကြအောင်ပြောမတတ်တဲ့လူတယောက်မျိုးချစ်စိတ်ရှိတယ်ပေါက်ကိုတော့နည်းနည်းတရိထားနော်ပြည်သူချင်မဖြစ်လာလို့ရှိရင်မကြောက်ငမင်းလိုပဲခေါင်းနဲ့ကိုဦးစားကွဲတော့မယ်အဲ့ဒါလင်းတင်းလို့ပြောဖို့ပဲအခုသွားပြီးဘီလာတုမှာဘာတွေဆောက်ချက်ခွဲလာအောင်မသိဘူးဟမ်မစာအုပ်ကြည့်ဖိုက်တော့ပြောလာအောင်မဗမာစကားကိုမတိုက်ရင်လည်းကိုနေရာမှာကိုနေပါလားကိုအဆင့်တန်းနဲ့ကို
ပြီးသားသူလိုက်ကိုသွားတာပဲလေအမေစုကဟတ်စကီတစည်းဝင်ထားတယ်မြန်မာနိုင်ငံသူနိုင်ငံသားတွေရေပေးမိပေးလေပေးအစရှိတဲ့မြင့်ဘေးဥပအန်တီတွေနဲ့ကြုံလို့ရှိရင်ကယ်ဆယ်ရေးလုံနိုင်အောင်ဝယ်တဲ့ခါကျတော့ဩနိုင်ငံတော်ဘတ်ဂျက်တွေကိုလွယ်သုံးသားလုပ်တယ်ဆိုဘာမစီညာမစီဘာမဆိုင်ညာမဆိုင်ဥပဒေပုံမှန်နဲ့တရားစွဲတယ်အခုသူကြတော့သူတို့ခန်းနေမှုသွားဟိုနိုင်ငံသွားဒီနိုင်ငံသွားပြီးတော့ဖင်သွားပွားနေတဲ့ကိစ္စကိုကြတော့ဝယ်တဲ့လေရင်ပြကြတော့ဘယ်ဟာပတ်စံနဲ့ဝယ်လဲအဲတီနဲ့ခင်ဗျားတို့ဘောမတွေမနှဲကိုအကျုပ်ဆိုးတယ်နော်PDF တွေလည်းလိုပဲရှိသေးတယ်ကွာမိလာရင်ကွာဒီကောင်တွေ line ပေါ်တင်တော့အရှင်ထားမနေအမြင်ကိုကတ်တယ်တကယ်ပဲမိလာလို့ရှိရင်သူတို့မျက်နှာလေးသနာစရာလှုပ်ထားလိုက်တာအဘယ်သူ့ဘယ်ချမ်းသာနဲ့မင်းအောင်လိုက်ချီကျူတိုင်းမင်းအောင်လိုက်ခိုင်းတိုင်းလျှောက်လှုပ်နေတယ်အခုရဲဘော်ရှမ်းလေးတစ်ခုတင်လာခဲ့တယ်ကင်းပြည်နယ်စခန်းပဲအဲ့ဒီစခန်းထဲမှာပြောင်းမေးသွားအခွန်ကတော့သူတို့ဖမ်းမိထားတာပေါ့လေအဲ့ဒီအခွန်ကတော့ရွှေဘူပေါ်ချမ်းမွေတဲ့အဲ့ဒါကိုဖောက်ပြတယ်ထဲမှာပဲကြီးပဲအဲစစ်တပ်ကိုခွေးတပ်ကိုမင်းအောင်လိုက်ပို့ခိုင်းတဲ့ရိတ်ခါတယ်နော်သူ့တပည့်သူ့လူသားလေးစားရအောင်ဆိုတော့ပဲပို့ပေးလိုက်တာအဲ့ရဲ့အခွန်မှာတော့ရွှေဘူပေါ်ချမ်းမွေတဲ့ထဲမှာတော့ပဲအဲ့ဒီပဲကိုဖောက်ကြည့်တော့ကောင်းလာတော့ပိုးတွေဖောက်လို့မိုးတွေတဲလို့မင်းတို့အဲ့လောက်ပဲတန့်တယ်မင်းတို့ဘဝတွေကဟမ်အသက်နဲ့ရင်းဘဝတွေနဲ့ရင်းဘာမှမျောလင်းချက်လည်းမရှိပဲမင်းအောင်လိုက်ဘူးကြောပိုးထမ်းဆောင်ထားပြီးတော့မှမင်းတို့စားရမယ့်ဟာကိုလည်းမင်းတို့ပြန်ကြည့်အောင်မင်းတို့နောင်တတွေလည်းရဖို့ကောင်းနေပြီကွာအလင်းရင်လည်းဝင်လို့ရဖို့ကောင်းနေပြီပြည်သူနဲ့လည်းတွဲသားမှာပြည်သူကိုမတည့်တဲ့ပြည်သူကိုနှိပ်စက်ပြည်သူကိုတပ်ဖြတ်နေတဲ့အနိုင်ကျင့်နေတဲ့ဒီမကောင်းဆိုးဝါးကောင်ကြီးอ่ะအခုရုရှားနဲ့ပူးပေါင်းပြီးတော့မြန်မာနိုင်ငံမှာနျူကလ িয়ার စက်ရုံလက်အောင်မယ်ပဲဒါအဲ့ထက်မှသူမိမပါသေးတယ်စဉ်းစားကြည့်စမ်းဒီနျူကလ িয়ার ကိစ္စကြောင့်အီရန်ကိုအစ္စရေးကလည်းဆော်လိုက်အမေရိကန်ကလည်းဆော်လိုက်နဲ့နော်နျူကလ িয়ার မလုပ်ဖို့အတွက်ကိုတားမြစ်ထားကြတာလေနော်ရိုးဒီလက်နဲ့နဲ့မပြည့်အောင်တော့မှစီးပွားရေးပိတ်ဆို့လိုက်တာနဲ့ကိုမြန်မာနိုင်ငံနားကားပြီအခုစီးပွားရေးတွေစစ်အာဏာရှင်ကိုယုံမောပြီးတော့သူတို့ဆက်ရှင်လောက်ထားတာတွေမှာမြန်မာနိုင်ငံမှာစီးပွားရေးတွေဘာလုပ်လို့ရပြည်သူတွေမှာပိန်နေပြီငှက်နေပြီတေကျေပျက်စီးနေပြီဒါဟိုတော့မှအားမရနိုင်သေးပဲနဲ့ပြည်သူကိုထပ်သဖို့အတွက်နျူကလ িয়ার တပ်ပေါင်းဖို့ပါလုပ်အောင်မယ်ဒါမျိုးချစ်စိတ်ဓာတ်ရှိတာလားစဉ်းစားကြည့်အောင်ပြည်သူတွေမျိုးချစ်စိတ်ဓာတ်ရှိတယ်မျိုးချစ်စိတ်ဓာတ်ရှိလို့ရှိရင်ကဲဒီလုပ်ငန်းတွေလုပ်မယ်ဆိုလို့ရှိရင်ဘသူတွေအထိကြိုက်နံပါတ်1ဘသူအရင်ထိကြိုက်မလဲစဉ်းစားကြည့်ဒါကဘာကြီးကနေပြီးတော့ကမ္ဘာနိုင်ငံတွေအခုအာဆီယံနိုင်ငံတွေဒီပြပဝန်းကျင်မှာရှိတဲ့နိုင်ငံတွေဟာမြန်မာနိုင်ငံမှာတော့နျူကလ িয়ার တပ်ပေါင်းမလုပ်ပြီးဆိုငါတို့လည်းလုပ်မယ်ဒီလိုဖြစ်လာမှာဒါမှမဟုတ်လည်းမလုပ်အောင်တို့ဖျက်ဆီးဖို့နော်ဟိုတိုင်ဒီတိုင်ခုလက်သမဂ္ဂအထိရောက်နောက်တော့ဒီနျူကလ িয়ার တပ်စင်ရေးကိစ္စတွေနျူကလ িয়ার မှာမလုပ်ရဖို့စာချုပ်စာတမ်းကိစ္စတွေနဲ့အကုန်လုံးရှုပ်ပြီးတော့နိုင်ငံအရေးတွေဖြစ်ကိုပိတ်ဆို့ထားလိုက်လို့ရှိရင်တို့မြန်မာနိုင်ငံပို့ပြီးတော့ထမင်းမငါဘူးလားပွားမပြည့်ဘူးလားဒါပြည်သူကိုမကြည့်လို့ပြည်သူကိုကြည့်တဲ့လူကခေါင်းရှိတယ်ဥနောက်ရှိတယ်အဲ့လိုမျိုးမလုပ်ဘူးပြည်သူကိုမကြည့်တဲ့တောင်စားသူ့ကောင်းစားရေးကြတော့သူတို့မိသားစုလိုက်အခုလေရင်နဲ့သွားပြီးဖီလာတူးကိုဘာတွေပြောလာအောင်မလဲကြည်လားမျိုးချစ်စိတ်ဓာတ်ရှိတဲ့လူပေါက်ကိုတော့ပြောချင်တာအဲ့ဒါပဲအဲ့မျိုးချစ်စိတ်ဓာတ်ရှိတဲ့လူသွားပြီးအခုတိုက်ဖို့လည်းမဝတ်ဘူးနော်ဂရီပါဖနက်လည်းမရှိဘူးပစိုးလည်းမရှိဘူးပစိုးလည်းဝတ်မသွားဘူးနော်ကြက်တင်ခေါင်းပေါင်းလည်းမပေါင်းပါဘူးကြည့်လိုက်ဦးဟိုမှာတောမြောက်တောင်မြောက်စကားတွေပြောပြီးပြန်လာအောင်အဲ့ဒါမျိုးချစ်စိတ်ဓာတ်မရှိဘူးနော်ပေါက်ကိုတော့ထုံတာလဲကြက်ကြည့်ထုံခင်ဗျာဟိုကမရောက်လာရဲ့ဂျင်းတွေကျွေးဗရဲကောတွေကျွေးတော့စားပြီးတော့လူဘာဝမနေနဲ့နော်မကြတော့ဘူးအလက်ရောက်တော့မှ